အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဆိုင်တွေမှာဈေးကြီးပေးဝယ်စားရတဲ့ကြက်ကုန်းမောင်လေးကြော်စားပြပါတယ်အရင်ဆုံးပါဝင်ပစ္စည်းတွေပြင်ဆင်ပါမယ်အနံ့ရတာအတွက်ဂျင်းလှီးပါမယ်တသွန်ယူလေးတွေကိုနှုတ်နှုတ်ဆင်းထားပါမယ်ငရုတ်သီးကြောက်တွေလှီးထားပါမယ်တက်သွန်နီလေးတွေကိုထိတ်လေးတွေဖြတ်ပြီးတော့တလွာချင်းစီခွာထားပါမယ်မုံလာဦးနီလေးတွေကိုအတုံးလေးတွေလှီးဖြတ်ထားပါမယ်ကော်ဖီလေးကိုခက်ကြီးကြီးလှီးပါမယ်ဘိုးစားပဲသီးတွေကိုတော့ခေါင်းချိုးပြီးတော့အမြင်လေးတွေဖယ်ပါမယ်ခုကတော့ကြက်သားလေးကိုရေခွန်ခွာပါမယ်ကြက်ရင်မုံသားကိုအလဲကပိုင်းပြီးတော့မထူမပါးလေးတွေတီးထားပါမယ်အရေကုန်တွေကိုလည်းအတုံးလေးတွေလှီးဖြတ်ပါမယ်လှီးပြီးသားကြက်သားတွေကိုရတာမဟုတ်ကြားတရုတ်မဆလာကုံမုတ်ထည့်ပြီးတော့နှံ့သွားအောင်ရောသမပြီးနေပါမယ်ခုဆိုရင်တော့ကြက်ကုန်းမောင်ကျော်ကိုအစင်သင့်ဖြစ်ပါပြီစီပူလာရင်ခုနကနေထားတဲ့ကြက်သားတွေထည့်ကြော်ပါမယ်ကြက်ညီအောင်ပေါ်အောင်လေးတွေလှန်ပေးပါမယ်ကြက်သားလေးတွေကိုရွှေရောင်တန်းတဲ့အထိကြော်ပါမယ်ကြက်သားတွေရွှေရောင်တန်းလာရင်ဆယ်လို့ရပါပြီကြက်သွန်ဖြူထည့်ပါမယ်အနံလေးငွေးသွားအောင်ချင်းထည့်ပါမယ်စီတန်းနံလေးငွေလာရင်တော့မြုပ်သီးတွေထည့်ကြော်ပါမယ်ပြင်ဆင်ထားတဲ့ကော်ဖီနဲ့ဘူစားပဲတွေထည့်ကြော်ပါမယ်ဥနီတွေလည်းထည့်ပါမယ်ရတာအတွက်ကြက်သားမုံတရုတ်မဆလာအနေငယ်ဖျူးစီထည့်ပါမယ်
ရားလေးအနှင်းငယ်ထည့်ကျော်ပါမယ်ရွယ်လေးတွေနူအောင်ရေနှင်းငယ်ထည့်ပါမယ်ပြီးရင်တော့ကြော်ထားတဲ့စက်သားလေးရဲ့စက်သွန်နီလေးတွေထည့်ကျော်ပါမယ်ရတာလေးပြီးပါမယ်အခုဆိုရင်တော့စိုင်းနေမှာဈေးကြီးပေးဝယ်စားရတဲ့ချက်ကုန်းမောင်လေးရပါပြီအားလုံးပဲစားကြပါအောင်ဗျာတရုတ်မဆလာနဲ့မှုံဝေးလေးနဲ့အသားရတာချိုချိုလေးရဲ့လက်ဆက်တဲ့အသီးရွက်တွေရဲ့ရတာရဲ့ငရုတ်သီးလေးကိုက်ပြီးတော့စားရတာကအရန်ကိုစားကောင်းပါတယ်ပြည်သက်ကြီးတို့လည်းအိမ်မှာကြော်စားကြည့်ကြနော်နောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာပါ